အားလုံးဝဲမင်္ဂလာပါခင်ဗျအသိန်း950ပေါ်သိန်း800အောက်မှာဘလူဘောက်တောက်လျှောက်နဲ့လေးရှာနေရဆိုရင်တော့ကျွန်တော်တို့ရှိမှာ F10 ရန်ကုန်လိုင်စင်လေးနဲ့တတိရောက်ထားပါမယ်ခင်ဗျအင်ဂျင်ပါဝါ1000cc တောက်လျှောက်နဲ့လေးဖြစ်မယ်ကာလာဆေးပါလေးဖြစ်ပါမယ်ခင်ဗျကျွန်တော်ရောင်းချပေးမယ့်ဇီနိုလေးက988တင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲအလွိုင်းပလက်လေးပါပါမယ်ခင်ဗျကဲဒါဆိုရင်တော့ကျွန်တော်အတွင်းကလေးရိုက်ပြပေးပါမယ်ကဲဒါတော့အတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျပါဝါတစ်ပေါက်ပါပါမယ် DA grade လေးဖြစ်ပါမယ်ခင်ဗျဘောင်းလေးခေါင်းလေးကုန်ရှင်းပါတယ်။ကញ្ញရတရားဝင်ရင်းစစ်ထားပြီးသားကားလေးတွေပါခင်ဗျာ။မန်ချိန်မီးချိန်လေးတွေပါပါမယ်။အတွင်းကန်းလေးလည်းတော်တော်လေးတန့်ပါတယ်နော်။အတွင်းကန်းကကျွန်တော်လေယာစွတ်လေးတွေစွတ်ပေးထားပါတယ်။နော်ဘီနာဆိုက်ကာပါလေးလည်းတန့်ပါတယ်နော်။ TV back camera လေးလည်းပါပါမယ်။အဲကွန်းလေးလည်းတော်တော်လေးအေးပါတယ်နော်။ Auto 2E မှန်လေးနဲ့ရရှိပါမယ်ခင်ဗျာ။ကဲဒါတော့အလဲကန်းလေးပဲဖြစ်ပါမယ်။ကဲ Pro Box မှာ Pro Box ဆိုတဲ့လူကြီးများအတွက်ကျွန်တော်တို့ရှိမှာ Pro Box တောက်လျှောက်နဲ့လေးရှိပါမယ်2008 model လေးတစ်စီးရှိပါမယ်အင်ဂျင်ပါဝါ1000cc တောက်လျှောက်နဲ့လေးပါခင်ဗျာကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက988သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကဲဒါတော့နောက်အခန်းလေးဖြစ်မယ်နောက်ဖုံဖြုတ်ထားတာချွတ်ထားတာလုံးဝမရှိပါဘူးခင်ဗျာဒါဆိုရင်တော့ကျွန်တော်ကြမ်းကင်းရိုက်ပြပေးပါမယ်ကြမ်းကင်းလေးတော်တော်လေးတန့်ပါတယ်ခင်ဗျာအဆွေးပြူနာစာလုံးဝမရှိပါဘူးနော်တော်တော်လေးကြံပါသေးတယ်ကဲ F10 ရန်ကုန်လိုင်စင်လေးနဲ့ရပါမယ်ခင်ဗျာကာလာဆေးပါလေးပါ2008 model အင်ဂျင်ပါဝါ1300cc တောက်လျှောက်နဲ့လေးဖြစ်မယ်ရောင်းချပေးမယ့်ဈေးနှုန်းလေးက988သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲတော့ AC ကားတွေပဲရှိတာမဟုတ်ဘူးကျွန်တော်ရှိမှာတခြား Mitsubishi Mini ကတ်တွေရှိမယ်418သိန်းနဲ့ရောင်းမဲ့ကားတွေရောနောက်မှကျွန်တော် Pickup လေးတွေများစွာရှိပါမယ်တကယ်တော့ဒီ Pro Box လေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကုံမင်းရဲ့ကျော်စွာ one way လမ်းပိုင်းရှိရက်ကွာဂိတ်ရောက်မှတ်တိုင်အနီးဆိုကြီးကားရှိုးလို့မှကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့39 9854 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဗီဒီယိုဆုံးဒီကြည့်ရှုဝေးရတဲ့တူတယောက်ချင်းတိုင်းကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ